အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမနိုင်နိုင်စနေရေးသားထားတဲ့စာစုများကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်။ကောင်းမလေးထားသွားလို့အသေးကွဲနေတဲ့လူငယ်တယောက်ကျွန်ုပ်ကလာရှာတယ်။သူကောင်းမလေးကောင်းကောင်းမွန်မွန်ရှင်နေသေးတဲ့အတွက်သူဒေါသဖြစ်တယ်တဲ့။ဘာလို့လဲမေးတော့သူကကျွန်တော်တို့ချစ်စာတော့ကအတူတူကျန်းသစ္စာကျင့်ခဲ့ကြတယ်။သစ္စာအရင်ဖောက်တဲ့သူတစ်နှစ်အတွင်းသေပါစေဆိုပြီးတော့ပေါ့ခု2 နှစ်ရှိပြီသူကောင်းကောင်းမွန်မွန်ရှင်နေသေးတယ်လောကအရှင်သခင်ကလူတွေကျိန်ဆိုတာကိုမကြားမမြင်နိုင်လောက်အောင်မျက်စိမပါတာလားတကယ်လို့လောကမှာကျိန်ဆိုသမျှဂရိတစ္ဆာပြုသမျှအကုန်ဖြစ်တည်ရင်လူမျိုးသုံးတာကြာလာပြီဘောလို့သူ့ကိုကျွန်တော်ပြောလိုက်တယ်တယောက်ယောက်ကိုချစ်တယ်ပြောပြီးစစ်မှန်တဲ့အချစ်နဲ့မချစ်ပဲဂရိတစ္ဆာတွေဆိုမယ်ကြမ်းကြိမ်မယ်ဆိုရင်အားလုံးတည်ကြရမှာပေါ့ဒီလိုဆိုရင်ဒီကမ္ဘာမှာလူတောင်ကြံမှာမဟုတ်ဘူးလောကသခင်ကမျက်စိမပါတာမဟုတ်ဘူးအချစ်ကပြောင်းလဲလေတော့ကျွန်တော်တို့ရဲ့ဂရိတစ္ဆာတွေကပညာရှိတို့ရဲ့နားထဲမှာရေစရာဖြစ်တာပါလူရဲ့ဂရိတစ္ဆာဖြစ်မြောက်ဖို့ကအကြောင်းတရားရဲ့ဖြစ်မြောက်ခြင်းနဲ့ဇနာရှိမှရတယ်လို့ကျွန်တော်ပြောတော့လူငယ်ကဒါဆိုကျွန်တော်ဘယ်လိုလုပ်သင့်လဲမေးတယ်သူ့ကိုကျွန်တော်ဥပမာတစ်ခုပြောပြတယ်လူတစ်ယောက်ကတောင်မိုးကြီးတဲ့ရွှေငါးတစ်ကောင်ကိုဖန်ငါးကန်တစ်ခုနဲ့မွေးထားတယ်ဒီနေ့မှငါးကန်ကွဲသွားတယ်သူ့မှာရွေးချယ်ဖို့2 ခုပဲရှိတယ်ငါးကန်ရှေ့မှာရက်ပြီးစိတ်တူဒေါသထွက်ကျိန်ဆဲနေမလားရေမရှိလို့တည်တော့မဲ့ရွှေငါးကိုအမြန်ကောက်ယူပြီးကန်အစ်စ်ထဲထည့်မလားမင်းသားဆိုပါကိုရွေးမလဲကျွန်တော်ကရွှေငါးကိုအမြန်ကယ်မှာပေါ့လို့လူငယ်ကဖြေတယ်ဒါပေါ့ရေမြန်ယူပြီးငါးကိုကယ်တင်တာပေါ့ပြီးမှကွဲသွားတဲ့ငါးကန်ကိုစွန့်ပစ်ပေါ့လူတစ်ယောက်ကကျိန်စာတွေနာကြီးတာတွေလွတ်ချနိုင်မှစစ်မှန်တဲ့အချစ်ကိုခံစားနားလည်လိမ့်မယ်လူငယ်ကနားထောင်ပြီးအပြုံးနဲ့ထွက်သွားတော့တယ်လူငယ်ဘဝကိုကျွန်တော်ပြန်သတိရလိုက်မိတယ်ကျွန်တော်ရဲ့ငါးကန်လေးလဲလူတစ်ယောက်ကြောင့်ကွဲခဲ့မှုပါတယ်အတူသစ္စာဆိုခဲ့တဲ့လူတစ်ယောက်ရဲ့သစ္စာဖောက်တာကိုလည်းခံခဲ့ရမှုပါတယ်ခုချိန်မှာတော့အဲ့ဒီအမုန်းနာကျည်းမှုတွေကိုကျွန်တော်လွတ်ချခဲ့ပေမဲ့တခါတလေတိုက်ဆိုင်လာရင်ရှင်နာတာဝမ်းနေတာတွေခံစားရပါသေးတယ်ရှင်နာတတ်တာလည်းကောင်းပါတယ်ဒါဟာကျွန်တော်ရှင်ထဲမွေးထားတဲ့ရွှေငါးလေးရှင်နေသေးတယ်ဆိုတော့သက်သေပါပဲမူရင်းထိုင်ဝမ်စာရေးဆရာလင်းချင်ရှာအချစ်ကအပြစ်နာစာတွေကင်းရမယ်လို့သင်တည်ရင်ဒီတစ်သက်မှာအချစ်ကိုသင်ပေတော့မှရှာတွေ့မှာမဟုတ်ပါဘူးအချစ်မှာနာကျင်ဝမ်းနည်းမှုနဲ့တန်ရာနာတရားသာမကညှဉ်းညူတာတဝင်းတိုတာမထီမဲ့ပင်ပြုတာတွေလည်းပါပါတယ်ဒါတွေကိုလွတ်လူရှုတတ်ဖို့ကိုရိုနေ့တိုင်းသင်ယူနေရတယ်ဘာလို့လွတ်လူရှုရတယ်လဲဆိုတော့ဘဝတူတူလေးမှာတယောက်ကိုတယောက်ရွေးချယ်ပြီးဆိုကြတဲ့ကပျော်ရွှင်မှုကိုအတူရှာသင့်ပါတယ်အဲဒီကနာတရားတွေကပျော်ရွှင်ရင်မောတဲ့အခိုက်အတန့်ကိုပိုထံမိုးထားတက်လာစေပါတယ်အေးပြီးကြောင်မအားနဲ့တော့တချို့လူတွေကမတိုက်တန်ပါဘူးအချစ်မှာနောင်နာရစရာနှမျိုးရှိတယ်တဲ့တမျိုးကကိုရမ်းချစ်ပေမဲ့နောက်ဆုံးမှာအဲ့ဒီလူဟာချစ်ရတာမထိုက်တန်ဘူးလို့သိလိုက်ရခြင်းရယ်အခြားတစ်မျိုးကကိုယ့်ဘက်ကကောင်းကောင်းမချစ်ခဲ့ပဲဆုံးရှုံးသွားမှအဲ့ဒီလူဟာတကယ်ချစ်ရထိုက်တန်တဲ့လူဖြစ်ကြောင်းသိလိုက်ရခြင်းရယ်ဖြစ်တယ်တချို့ကကိုယ့်ကိုမချစ်တဲ့လူတစ်ယောက်ကိုနှစ်တော်တော်ကြာချစ်နေတတ်တယ်လမ်းခွဲချိန်ရောက်တော့သူ့ကမြတကိုယ်လုံးတန်ရာအထက်ထန်နေနောက်ချစ်တဲ့တစ်ခုကိုရင်ဖွင့်ပြီးလဲလက်မခံရတော့ဘူးအချစ်တစ်ခုမှာခြေကုံလက်ပန်းကျထားခဲ့လို့နောက်အချစ်တစ်ခုအတွက်နလန်ပြန်ထူဖို့ခက်ခဲတော့တယ်ခဲမှန်မှုတဲ့စာတငယ်လိုတစ်ဖက်လူကိုတကယ်မချစ်မှစိုးရင်ခဲ့တယ်ဒီလိုနဲ့နောက်ဆုံးမှာအချစ်မီးစားလေးတောက်လောင်လာတာနဲ့အလင်းစလိုငြိမ်းပြမိတော့တယ်မျောလင်းချက်မရှိရင်ဆုံးရှုံးမှုလည်းမရှိတော့ဘူးလို့ကိုပြောမိတယ်ဒါပေမဲ့မ
ထိုက်တန်တဲ့လူတစ်ယောက်ကိုချစ်ခဲ့မိုံနဲ့နောက်ပိုင်းတွေ့ဆုံမှုတိုင်းကိုလည်းမယုံမကြည်ဖြစ်နေခဲ့ရင်နှမျောစရာကောင်းမနေဘူးလားအချစ်ကိုထိုက်တန်လားမထိုက်တန်လားနဲ့မတိုင်းတာမမေးပါနဲ့လူလားလားစိတ်လူလည်းရချစ်လိုစိတ်ရှိမရှိပဲမေးပါတဲ့နောက်နှစ်ပေါင်းများစွာကုန်လွန်လို့တစ်ချိန်ကနှိမ့်ချခဲ့မိတဲ့ကိုပြန်အောင်မေးမိတဲ့အခါတစ်ဖက်သားကိုဘာမှမငဲ့ညာပဲပေးဆက်ခဲ့လေအလေးထားမခံရတာကိုသတိရမိတဲ့အခါအဲ့ဒီတော့ကိုဟာတနာစရာမုန်းစရာကောင်းလိုက်တာပါလားလို့တွေးခဲ့မိဘူးလားတကယ်ဆိုကိုတိမ်နှုတ်စရာမလိုပါဘူးလူတိုင်းအချစ်နဲ့ကြုံဆုံရသလိုအချစ်နဲ့ကြွေကွင်းရတတ်ပါတယ်အချစ်မှာထက်မြက်တဲ့နေ့တစ်ခုကတုံးအားနဲ့တောက်ခံနေတာမဟုတ်ပဲအနာတရားမဖြစ်ခင်အချိန်မီလှည့်ထွက်နိုင်ခြင်းပါပဲကိုချစ်တဲ့လူကကိုမိမိကိုယုံကြည်မှုရှိစေတယ်ကိုမချစ်တဲ့လူကကိုတိမ်ငယ်စေပါတယ်ချစ်ဖို့မထိုက်တန်တဲ့လူနဲ့ကြုံတဲ့အခါမအားပါနဲ့တော့ဒီလောကမှာတွေ့ဆုံခြင်းများစွာရှိပါတယ်မထိုက်တန်သူကိုလက်ပြနှုတ်ဆက်နိုင်မှထိုက်တန်တဲ့လူနဲ့ဆုံရမှာဖြစ်ပါတယ်ပျော်ရွှင်မှုဒီလောက်မခက်ခဲပါစေနဲ့နိုင်စနေ